ဒီနေ့ကျွန်တော် BMC ဆိုရဲ Business Model Canvas နဲ့ကျွန်တော်ဆွေးနွေးချင်ပါတယ်ဒီဟာလေးကိုကျွန်တော်ဘယ်ကနေ refer လုပ်ခဲ့တာဆိုရင်ဒီစာအုပ်ထဲရပဲဖြစ်ပါတယ် Business Model Canvas ပဲဖြစ်ပါတယ် Business Model Canvas ကခုနောက်ပိုင်း business planning နေရာမှာအစားထိုးပြီးတော့ဝင်ရောက်လာတာကိုကျွန်တော်တွေ့နေပါတယ်ရိုးရှင်းလွန်းအားကြီးတယ်ကျွန်တော်တို့အရန်ထိရောက်ပါတယ်ဒါဆိုရင် Business Model Canvas ထဲမှာနံပါတ်1ဘာကိုစစနာမဆိုရင် Customer Segment ပါပါတယ်စီးပွားရေးလုပ်ချင်တဲ့သူကကိုယ့်ရဲ့ customer အကြောင်းသိရမှာနံပါတ်2ကအဲ့ဒီကနေပြီးတော့ဘယ်ကိုဆက်သွားလဲဆိုရင်ကျွန်တော်တို့ key resources တွေကိုသွားတယ်မင်းတို့မှာအဓိကအရင်းမြစ်တွေဘာတွေရှိသလဲစဉ်းစားတယ်နံပါတ်3 item မှာဘာတွေပါလဲဆိုရင် key partner ဘယ်သူနဲ့ပူးပေါင်းမှုလုပ်ကြမလဲဆိုတဲ့အချက်လက်ပါပါတယ်နံပါတ်1က customer segment နံပါတ်2က key resources နံပါတ်3က key partner ပါအဲ့တော့ပြီးတော့မှဘာစဉ်းစားလဲဆိုရင် key activity လို့ခေါ်တဲ့အဓိကဘာတွေဆောင်ရွက်ကြမှာလဲဘာလုပ်ငန်းတွေလုပ်ကြမလဲဆိုတဲ့အချက်ပါပါတယ်အဲ့တော့အဲ့ဒီ key activity ပြီးရင်နောက်တစ်ခုကဘယ်ကိုသွားမလဲဆိုရင် channel ဖြစ်ပါတယ်ကိုယ့်ရဲ့ဝန်ဆောင်မှုတွေကိုယ့်ရဲ့ goods တွေကိုယ့်ရဲ့ product တွေကို customer လက်ထက်ရအောင်ဘယ်လိုနည်းလမ်းနဲ့ဆောင်ကျင်းမလဲဆိုတာပဲဖြစ်ပါတယ်ပြီးတော့မှနောက်တစ်ခုကဘာလို့ထပ်စဉ်းစားလဲဆိုရင်ကျွန်တော်တို့ဒီကနေပြီးတော့ကိုယ့်ရဲ့ value proposition သူများနဲ့မတူတဲ့ကိုယ့်ရဲ့တန်ဖိုးမြင့်တဲ့အချက်တွေကဘယ်အချက်တွေလဲကိုယ့်ရဲ့ခံယူချက်တွေအားသာချက်တွေကဘာလဲဆိုတဲ့ဟာကိုစဉ်းစားခိုင်းပါတယ်နောက်တစ်ချက်ကတော့ဘာလို့သွားလဲဆိုရင် customer relation ဖြစ်ပါတယ် customer နဲ့ကိုယ်နဲ့ဆက်ဆံရင်ဘယ်လိုကောင်းမွန်အောင်ဆောင်ရွက်ကြမလဲဆိုတဲ့အချက်ပဲဖြစ်ပါတယ်အဲ့ဒါပြီးရင်နောက်ထပ်ခေါင်းစဉ်နှစ်ခုပဲကြာမှာတော့တယ်တစ်ခုက revenue နံပါတ်2က cost structure ပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကုန်ကျစရိတ်ဘယ်လောက်ရှိနိုင်မလဲဒါဒီဘယ်ထဲမှာစဉ်းစားမဆိုရင် cost structure ပဲဖြစ်ပါတယ်နောက်တစ်ခုက okay ဘယ်နေရာကနေကျွန်တော်ငွေဝင်မလဲကျွန်တော်ဝင်ငွေရပေါက်ရလန်းနေဘယ်နေရာရှိလဲအဲ့ဒါက revenue ပဲဖြစ်ပါတယ်ဒီအချက်လက်တွေအားလုံးပေါင်းလိုက်ရင်ကျွန်တော်တို့ဘာဖြစ်လာမလဲဆိုရင် BMC ဆိုတာဖြစ်လာပါလိမ့်မယ်ခုနောက်ပိုင်း business planning နေရာမှာခုပြောခဲ့တဲ့ BMC Business Model Canvas ကအစားထိုးဝင်ရောက်လာပါပြီခုနောက်ပိုင်းဒီ BMC ကိုကျွန်တော် modify နေလုပ်ကြရတယ်ပြီးရင်ဒီ BMC ကိုအခြေခံပြီးတော့မှကျွန်တော် social business model canvas ဆိုပြီးတော့လည်းကျွန်တော်ထပ်ထွက်လာပါတယ်အဲ့တော့ business plan ဆွဲနိုင်ဆွဲကြပါခုနကဒါမှမဟုတ်လို့ရှင်လေသူ့တက်လွယ်မဲ့ထင်တဲ့အခုပြောခဲ့တဲ့ BMC ကတော့ကျွန်တော်တို့လူတိုင်းအတွက်အလွယ်ကူဆုံး model လေးတစ်ခုဖြစ်ပါလိမ့်မယ်ကျွန်တော်လေ့လာထားလို့ရှိရင်မမှားပါဘူးကိုယ့်လုပ်ငန်းတော့လည်းအများကြီးအသုံးဝင်မယ်အသုံးချနိုင်မယ်လို့ယူဆပါတယ်ခုနပြောခဲ့တဲ့လွယ်ကူရိုးရှင်းတဲ့ခေါင်းစဉ်လေးတွေကိုဖြည့်ရင်းနဲ့ကျွန်တော်စီးပွားရေးကို business plan ကိုကောင်းမွန်တော့ကျွန်တော်တို့ရေးဆွဲနိုင်မယ်အောင်မြင်ပါစေလို့ကျွန်တော်ဆန္ဒပြုပါတယ်ကျေးဇူးတင်ပါတယ်